ဒီသုံးလေးရာနေ့စဉ်စကားပြောမှာတော်တော်လေးသုံးဝင်တယ်တခါလေးအောင်လို့တော့မယ်နော်အရှက်ခွဲတဲ့ဟာကို humiliate ကိုတုံးပြောလို့ရနော် he tried to humiliate me in front of my friends သူကငါတငယ်ချင်းတွေရဲ့ရှေ့မှာငါ့ကိုအရှက်ခွဲဖို့ကြိုးစားတာ he tried to humiliate me in front of my friends I don't like him နှောင့်ယှက်တဲ့ဟာ harass ကိုတုံးပြောလို့ရနော် you should stop harassing your coworkers မင်းရဲ့လုပ်ဖို့ကိုင်ဘက်တွေနှောင့်ယှက်တာကိုမင်းရပ်တင်ပြီ okay you should stop harassing your coworkers don't do that okay it's not good အနိုင်ကျင့်တာဆိုရှင် bully you shouldn't bully anyone မင်းဘယ်သူ့မှအနိုင်မကျင့်သင့်ဘူး you shouldn't bully anyone okay နာမည်ဖြတ်တာ slander they are trying to slander his reputation with lies သူတို့တွေကသူ့ရဲ့နာမည်ကိုအလိမ်အညာနဲ့နာမည်ဖြတ်ဖို့ကြိုးစားနေတာ they are trying to slander his reputation with lies အပြစ်ပုံချတာအပြစ်တင်တာ blame don't always try to blame others for your mistakes မင်းအမှားလုပ်တာကိုတခြားသူတွေကိုအပြစ်ပုံချဖို့မကြိုးစားနဲ့ okay don't always try to blame others for your mistakes လိမ့်လေလှည့်ဖျားတာ deceive he tried to deceive the customers to get more money သူပတ်စံပို့ရအောင်လို့ customer တွေကိုဖောက်တယ်တွေကိုလိမ့်တာပေါ့ okay he tried to deceive the customers to get more money okay ရမှာနော်အခုလိုမျိုးသုံးနေရကိုယ်တော့ထားခုဖြစ်လာမသိဘူးဖြစ်တဲ့ဆိုရင် comment မှာ yes ရေးတော့ပါနောက်ထပ် video အသစ်တွေလုံးမတော်အောင်လို့လဲဒီ page ကို follow လုပ်ထားပါဦးမင်းနော် bye bye see you in the next video